Hitachi ပေါ့ Hitachi VRF နဲ့တွဲထားတဲ့ Indo unit မှာပေါ့အတွက် Indo unit က fault ဖြစ်နေတော့ abnormal ဆိုပြီးတော့ F0701 F ဆိုတာ model code ကိုပြောတယ်နောက်က07ကဒီ Indo unit ဒီကောင်နဲ့ဆက်သွယ်ထား9လုံးရှိရလို့ပြောတာเนาะ Indo unit Indo အလုံး9လုံးရှိရပေါ့နောက်က01ဆိုတာ address ဘာလို့ပြောအောင်ဆိုဒီမှာaddress ပေါ့နော်အဲ့မှာ F0701 နောက်ပြီးတော့01.001အဲ့ရှိရ address ဆိုရဲအဝါကျတော့ပါအောင်address Indo unit ဖြစ်နေတဲ့ Indo unit မှာအဲ့ဒါကူက01လို့ပြောတာနော်အဲ့ဆိုဒီမှာလည်းတစ်လုံးဖြစ်နေတယ်ဒီမှာကျတော့ဘာဖြစ်နေလို့ဆိုတော့ဒီမှာပေါ်တာ F0701 ဒီနော်2001အဲ့ F0F က model number နောက်ကဆက်သွယ်ထားရဲ့အောက် Indo အရေးအတွက်ပေါ့ဒီ VRV နော်နောက်က01က F01 error code ဒီမှာအဝါကကျတော့20ဆိုတာ address နောက်က01နော်အဲ့01 error ဘာလို့ဆိုတော့ float error ပေါ့ float error ဒီကောင်ဒီ float ကောင်းတယ်ကောင်းတာကို float ဆွဲပြီးတော့ဖြုတ်ကြည့်ပြီးတော့အချိန်တစ်ခုကြာတဲ့ကောင် error ပြတာပေါ့နော်အဲ့ဒါကိုဒီကမှာပြန်တက်ပြီးတော့ reset ချမှရတယ်reset ချတယ်နော်ဒီကောင်တွေကပြန်တက်ပြီးတော့ရတယ် reset ချရဲအချိန်တစ်ခုကြာတဲ့ကောင်ပြန်ဖြစ်မှာဒီကောင်ကကျတော့လုံးဝ float ကမကောင်းတဲ့ပြဟုတ်လား float ကောင်းနေ reset ချပြီးတော့ပြန်မဖြစ်အောင်